呼，不来了吧？爸妈来到家没事，边车干嘛来边？现在咱把老人搞没？这个哪没事吧？盘底呀，我。但是那到下来有压力。先别玩，说我。ဒီနေ့မှာတော့ကျွန်တော်အခုဖန်တီးထားတဲ့ဗီဒီယိုကို CapCut application နဲ့ဘယ်လိုဖန်တီးခဲ့လဲဆိုတဲ့အကြောင်းကိုပြောပြပေးတော့မှာဖြစ်ပါတယ်ကျွန်တော်တို့အခုနောက်ပိုင်းထွက်လာတဲ့ video editing software တွေကတော်တော်လေးကိုကျွန်တော်တို့လိုအပျော်တမ်း editing လုပ်တဲ့သူတွေနောက်ပြီးတော့ social media အတွက် video ဖန်တီးတဲ့သူတွေအတွက်တော်တော်လေးအဆင်ပြေတယ်လို့ပြောလို့ရတယ်ဗျအဲ့ဒီအတွက်ကြောင့်မလို့ကျွန်တော်တို့ကအရန် scale ကောင်းတဲ့ video editing လုပ်နိုင်ဖို့ရနောက်ပြီးတော့ video editing လုပ်ဖို့အတွက်တကူတကတင်တန်းတွေတက်တာမျိုးတွေဒါမှမဟုတ်ရင်ကိုကတင်တန်းလည်းမတက်ချင်ဘူးနောက်ပြီးတော့ editing ကလည်းမပိုင်ဘူးဆိုတဲ့သူတွေတော့ကတော်တော်လေးကိုအဆင်ပြေလို့ပြောလို့ရတယ်ဆိုတော့စလိုက်အောင်ကင်မရာရဲ့ position ကိုတနေရာထဲမှာပဲအငြိမ်ထားလိုက်မယ်ပြီးတော့လို့ရှိရင်ခွက်မှာပါတဲ့ဆင်းကိုရင်ရိုက်မယ်ပြီးတော့လို့ရှိရင်ခွက်နဲ့ဆင်းကိုတစ်ခါထပ်ပြီးတော့ရိုက်မယ်ပေါ့နော်ဆိုတော့အဲ့လိုရိုက်ပြီးသွားပြီဆိုလို့ရှိရင်ကျွန်တော်တို့ကCapCut တွေကိုပို့လိုက်ပါကျွန်တော်တို့ရဲ့ CapCut တွေကိုရောက်လာပြီပေါ့နော်ဆိုတော့စပြီးတော့ကျွန်တော်တို့ edit လုပ်ဖို့စလုပ်ရတော့မယ်ဆိုတော့ပထမဆုံးအနေနဲ့ video editing လုပ်မဲ့နေရာကိုပေါ့နော်သူ့ကိုအရင်ဆုံးပို့ပေးရတယ်ဆိုတော့ပို့ပေးလိုက်မယ်Okay ဆိုတော့ဒီမှာကျွန်တော်တို့ကစပြီးတော့မလိုတဲ့အပိုင်းတွေလိုတဲ့အပိုင်းတွေအဲ့ဒါတွေကိုစပြီးတော့ကျွန်တော်တို့ကဖြတ်ထုတ်ဖို့လုပ်ရမယ်ကျွန်တော်ဗီဒီယိုတစ်ခုတည်းနဲ့ပဲနှစ်ခုလုံးကိုနှစ်ခုစာလုံးကိုရိုက်ထားတာပေါ့ဆိုတော့ပထမပိုင်းကကျွန်တော်ကခွက်မပါဘူးနောက်ပိုင်းကကျတော့ခွက်ပါတယ်ဆိုတော့အဲ့လိုပုံစံမျိုးနဲ့သူကတွားထားတာခွက်မပါတဲ့အပိုင်းကိုကျွန်တော်ကဖြတ်မယ်ပေါ့ဆိုတော့ဒီနေရာလေးမှာကျွန်တော်ကာစာလေးကိုထားလိုက်မယ် split ဆိုတာဟာလေးကိုနှိပ်ပေးရမယ်ဆိုတော့ဒါလေးကိုနှိပ်လိုက်ဆိုတော့သူကဗီဒီယိုနှစ်ခုကိုခွဲထုတ်ပေးလိုက်တယ် split ကိုနှိပ်လိုက်ပါ Okay ဒီနေရာလေးကိုကျွန်တော်နှစ်ပိုင်းပိုင်းလိုက်ပြီးပြီဆိုလို့ရှိရင်အရှိအပိုင်းကိုပဲယူအရှိအပိုင်းကိုကျွန်တော် select နှိပ်မယ် select မှတ်ပြီးလို့ရှိရင် mark ဆိုတာလေးကိုတွားမယ်ပြောလို့ရှိရင်တော့အပေါင်းပုံစံလေးကိုနှိပ်လိုက်မယ်ပြီးလို့ရှိရင်တော့ဒီ rectangular ဆိုတာဟာလေးရှိတယ်အဲ့ဒါလေးကိုနှိပ်မယ်အဲ့လေးနှိပ်လိုက်မယ်ဆိုလို့ရှိရင်အခုဘောင်လေးပေါ်လာမှာပေါ့နော်ဆိုတော့ကိုကအဝိုင်းပုံစံလေးရွေးလို့ရတယ်မျိုးရှိတယ်ပေါ့နော်ကိုနဲ့တင်တော်မဲ့ဟာဒီ project နဲ့ line မဲ့ဟာတစ်ခုခုရွေးလိုက်မယ်ကျွန်တော်တို့ဒီမှာ rectangle ပဲယူမယ်ဘာဖြစ်လို့လဲဆိုတော့ rectangle ကကျွန်တော်ဒီ project နဲ့အဆင်ပြေမယ်ပေါ့နော်ဆိုတော့ကျွန်တော်အဲ့ဒါလေးကိုရွေးလိုက်တယ်ဆိုတော့ရွေးပြီးတော့အခုနောက်ခွက်နေရာလေးကိုကျွန်တော်ကာစာလေးကိုပြန်သွားမယ် okay ဒီခွက်ကဒီနေရာမှာရှိရဆိုတော့ကျွန်တော်ဒီနေရာလေးခွက်ပုံစံမျိုးလေးကျွန်တော်ကျင်းလိုက်မယ် okay ဒီလောက်ဆိုရပြီဆိုတော့ဒါကကျွန်တော်လိုချင်တဲ့အပိုင်း okay ဆိုတော့အဲ့ဒါလေးကိုကျွန်တော်ပေါ်လေးဆွဲတင်လိုက်မယ်ဆွဲတင်ပြီးသွားလို့ဆိုရင်ကျွန်တော်အခုနလက်ရဲ့ပြီးဒါလေးခဏလေးမျိုးလုံးခဏမှိတ်ထားလိုက်မယ်ပြီးလို့ရှိရင်ကျွန်တော်လက်ရဲ့အနေထားပေါ့နော်ဒီခွက်ကိုလက်နဲ့အုပ်မဲ့အနေထားပေါ့ကျွန်တော်ဒီလိုလေးခွက်လေးကိုလက်လေးနဲ့အုပ်မဲ့အနေထားပြီးရင်ခွက်လက်ကိုပြန်ဖယ်လိုက်တာနဲ့ဒီနေရာလေးကဒီလိုမျိုးပြီးတော့လက်ကလေးနဲ့အုပ်လိုက်မယ်ပြီးတော့ပုံစံကဒီနေရာမှာလက်ကလေးနဲ့အုပ်လိုက်မယ်အဲ့ဒီချိန်မှာခွက်ရှိမနေဘူးဒါပေမဲ့လက်ပြန်ဖွင့်လိုက်ချိန်မှာခွက်ရှိနေတယ်ဆိုတော့အဲ့နေရာလေးကိုကျွန်တော်ကmagic trick လေးထည့်ရမှာဆိုတော့ဒီနေရာလေးကိုကျွန်တော်ကာစာလေးယူလိုက်မယ် okay ဒီနားလောက်ထိဆွဲလိုက်မယ် okay အဲ့လောက်ဆိုရပြီအဲ့ဒါယူပြီးသွားပြီဆိုလို့ရှိရင်ကျွန်တော်ကဒီပထမဗီဒီယိုပေါ့နော် number 1ကိုကျွန်တော် split လုပ်လိုက်မယ်နော်ပြောလို့ရှိရင်ပြီးလက်ပြန်ပြီးအောက်ဆုံးကြီးချအောင်မယ်အချိန် okay ဒီနေရာကိုထပ်နောက်ထပ် split တစ်ခါထပ်လုပ်လိုက်မယ်ပြီးရင်ဒါလေးကိုကျွန်တော် copy ယူမယ်ပြီးဒီအပေါ်နာလေးမှာသွားတင်ပြီးတော့ထည့်လိုက်မယ်ဆိုတော့သုံးလိုက်မှာပေါ့အပေါ်မှာပေါ့ပေါ်လေးရမှာသွားထည့်မှာပေါ့ဆိုတော့အဲ့လိုပုံစံမျိုးကျွန်တော်လုပ်မယ်ဒီလိုပုံစံမျိုးကျွန်တော်လုပ်မယ်ပေါ့နော်ဆိုတော့လုပ်မယ်ပြီးရင်ကျွန်တော်ကဒါကိုခဏမှိတ်လိုက်မယ်မျိုးလုံးပိတ်ပြီးတော့ဒီကောင်ကိုကျွန်တော် background remove လုပ်လိုက်မယ် okay background remove လုပ်ဖို့အတွက်ညာဘက်အပေါ်လေးကိုတောင်းမယ် background remove ပြီး auto remove ဆိုတာလေး remove ဆိုတာလေးကိုနှိပ်လိုက်မယ် auto remove နဲ့ပြီးခဏဆောင်ပေးရမယ်Okay ဆိုတော့ဒီဘက်ကခဏစောက်ပေးပြီးသွားပြီဆိုလို့ရှိရင်ဒီမှာ auto remove ပဲဖြစ်သွားပြီပေါ့ဒါပေမဲ့ခက်တာကခွက်ကမပြောက်ဘူးဖြစ်နေတယ်ဆိုတော့အဲ့ခွက်လေးကိုကျွန်တော်ဖျောက်ပေးရမယ်ဘယ်လိုပုံစံမျိုးနဲ့ဖျောက်မယ်ဆိုလို့ရှိရင်ကျွန်တော်တို့ကဒီ marks နဲ့ပဲကျွန်တော်ထပ်ပြီးတော့ဖျောက်ပါမယ်ဒီခွက်ကိုပေါ့နော်ဆိုတော့ဘယ်လိုလုပ်မယ်ကြည့်မယ်နော်ကြည့်မယ်ဆိုတော့ကျွန်တော်ကနည်းနည်းကြည့်အရှိလေးနဲ့တွက်ကြည့်လိုက်မယ်ဒီမှာစပြီးမိတာလဲဆိုဒီမှာစပြီးမိတာပေါ့နော်ခွက်နဲ့ဆိုတော့ကျွန်တော်ကဒီညာကိုဒီကောင်းအောင်ပဲဆက်လက်လုပ်ထားမယ်နော်ကျန်တဲ့ကောင်တွေကိုသွားပြီးဆက်လက်လုပ်ထားလို့မရဘူးအပေါ်ဆုံးအကောင်ကိုပဲဆက်လက်လုပ်ထားမယ်ပြီးပြီဆိုလို့ရှိရင်တော့ max ဆိုတာလေးကိုထပ်ပြီးတော့ max ဆိုတာလေးကိုထပ်ပြီးတော့နှိပ်မယ်ပြီးရင်တော့ဒီမှာအပေါင်းလက္ခဏာလေးကိုထပ်နှိပ်မယ်ပြီးရင်တော့ကျွန်တော်ကဒီတစ်ခေါက်မှာ
split ဆိုတာဟာလေးကိုကျွန်တော်ရွေးမယ်ပေါ့နော် rectangle ကိုကျွန်တော်မရွေးတော့ဘူး split ဆိုတာလေးကိုရွေးမယ်ပြီးရင်တော့သူ့ကိုနည်းနည်းလေးစောင်းမယ်နော်ဒီအောက်လေးနည်းနည်းလေးချမယ် okay လက်နဲ့အဆင်ပြေမဲ့နေရာလောက်ထိသူ့ကိုစောင်းမယ်ဒီလိုလေးပေါ့နည်းနည်းလေး okay ဒီလောက်ဆိုရင်တော့ရပါတယ်ပြီးရင်တော့သူ့ကိုကျွန်တော်တို့က share လေးနည်းနည်းပေးမယ်ပေါ့နော် share လေးနည်းနည်းပေးဖို့ဒီမှာ feather ဆိုတာလေးရှိတယ်အဲ့ကောင်လေးကိုကျွန်တော်20လောက်ထားလိုက်မယ်ဘာလို့လဲဆိုတော့အရောင်ကပြောမယ်ဆိုရင်မတိမ်မီလေးရောသွားအောင်သူ့လုပ်ပေးတာပေါ့နော်ပုံမှန်တိုင်းဒီတိုင်းပဲထားလိုက်မှဆိုဒုံးတီဖြစ်နေတဲ့အခါကျအရောင်ပြတ်တဲ့အခါကျတော့အရောင်ဒီ line ကွဲနေအလယ်မှာတက်တက်ကြီးဖြစ်နေတာကိုသိနေရမှာဆိုကျွန်တော်တို့က20လောက်ပေးလိုက်မယ်ဒီကောင်ကျွန်တော်10လောက်ကျွန်တော်ရင်ပေးထားအောင်နောက်မှလုံမထပ်လုပ်မှာပေါ့နော်ဒီကနေစလိုက်မယ်โอเคပြီးပြီဆိုလို့ရှိရင်တော့ကျွန်တော်တို့ကဒီဘေးနားမှာရှိနေတဲ့ဒီလေးတောင်ပုံလေးကိုကျွန်တော်တို့က add keyframe လေးတွေ add ပေးရမှာပေါ့နော်သူရဲ့ဒီ motion တောက်လျှောက်ကိုသူကလိုက်မှာပေါ့ဒီ keyframe တွေကဆိုတော့ဒါလေးကို keyframe လေး add ပေးရမယ်ပြီးတော့လို့ရှိရင်တော့ဒီ key မှာရှိနေတဲ့မြားလေးကို3ချက်လောက်ထောက်လိုက်ပြီးတော့လို့ရှိရင်လက်လေးအောင်ဆင်းသွားမယ်အဲ့ပုံစံတိုင်းလေးပဲသူ့ကိုအောင်လေးနည်းနည်းလိုက်သွားလိုက်မပလေးနည်းနည်းလေးလိုက်ဆွဲလိုက်ဆွဲပြီးသွားရင်ဒီလောက်ဆိုများသွားနည်းနည်းလေးပေါ်ပြန်တင် okay ဒီလောက်ဆိုရပြီနောက်တစ် keyframe တစ်ခုထပ်ထည့်မယ်နောက် keyframe တစ်ခုထပ်ထည့်မယ် okay ပြီးရင် mouse ကထပ်ပြီးအလုပ်ထပ်လုပ်မယ်သူအောက်ကိုထပ်ပြီးတော့လိုက်မယ်okay နောက်ထပ် mouse keyframe ထပ်ထည့်မယ်ပြီးတော့လို့ရှိရင် mouse နဲ့နောက်ထပ်3ချက်လောက်ထပ်ပြီးအောက်ဆင်းမယ်ပြီးရင်သူ့လည်းအောက်လေးကိုနည်းနည်းလေးထပ်လိုက်မယ် right တင်လေးပေါ့နော်လိုက်ပြီးလို့ရှိရင် keyframe ထပ်ပြီးအပ်မယ်ပြီးရင်ထပ်ပြီးနောက်ထပ် keyboard ကနေပြီးတော့မြားလေးနဲ့3ချက်လောက်ထပ်ပြီးတော့အောက်ဆင်းမယ်ပြီးဆိုလို့ရှိရင်တော့ mouse လေးနဲ့ထပ်ပြီးလိုက်မယ်အဲ့လိုပုံစံမျိုးလေးပဲတောက်လျှောက်လုပ်သွားမယ်ထပ်ပြီးလုပ်မယ်ဆိုတော့ကျွန်တော်တို့ဒီမှာအမြန်လုပ်ပြလိုက်တယ်ပေါ့နော်အကုန်လုံးတော့အခုနကျွန်တော်ဖြည်းဖြည်းလုပ်ပြတော့ပုံစံတိုင်းရွယ်လုပ်ရမှာပေါ့ကျွန်တော်လုပ်သလိုမြန်လိုက်လုပ်ကြတော့မလုပ်ဘူးပေါ့နော်အစားပိုင်းမှာတော့ဖြည်းဖြည်းလုပ်မယ်နောက်ပိုင်းကျလို့ရှိရင်သူ့အတူမြန်သွားလိမ့်မယ်ပေါ့နော်ဆိုတော့ဒီဗီဒီယိုကအရန်ရှည်သွားမှာဆိုလို့ကျွန်တော်ကဒီနေရာလေးမှာ speed လေးနဲ့တင်လိုက်တာပေါ့နော်โอเคဒါဆိုရင်တော့ရပြီပေါ့နော်ဆိုတော့ချက်ကြည့်လိုက်မယ်ပြန်ပြီးကြည့်မယ်ဆိုလို့ရှိရင် review ကြည့်လိုက်မယ်ဆိုလုံးဝခွက်ကိုမမြင်ရတော့ဘူးပေါ့နော်ဆိုတော့အဲ့လိုပုံစံမျိုးလိုချင်တာပေါ့โอเคလုံးဝသူခွက်ကိုလုံးဝမမြင်ရတော့ဆိုတော့အဲ့ဒါဆိုရင်တော့ရပြီအဲ့ဒါဆိုလို့ရှိရင်ကျွန်တော်တို့ခုနကတော့ဖွင့်ထားတဲ့ပိတ်ထားတဲ့ကောင်လေးကျွန်တော်တို့ပြန်ဖွင့်လိုက်မယ်ဆိုတော့ကျွန်တော်ချက်ကြည့်မယ်โอเคဆိုတော့ကျွန်တော်တို့ကဒီမှာဗာဖြတ်မလဲဆိုတော့ဒီမှာမလိုတဲ့ဟာလေးကျွန်တော်ပြန်ပြီးတော့ဒုတိယ line မှာကျွန်တော်တို့ကမလိုတဲ့ဟာလေးတို့ဖြတ်မှာပေါ့နော်ဖြတ်မှာဆိုတော့ကြည့်တော့သူအောက်လေးနည်းနည်းဆွဲချပေးမယ် okay အောက်လေးနည်းနည်း rectangle အောက်လေးနည်းဆွဲချပေးမယ် okay ဆိုတော့သူ့ကိုကျွန်တော်တို့ကဘယ်လောက်ကဖြတ်လိုက်မလဲဆိုတော့ okay ကျွန်တော်ဒီလောက်မှဖြတ်မယ်နော်ဒီလောက်မှဖြတ်မယ် okay ဆိုတော့ပြီးရင်ဒါလေးကိုဒီတော့ဒီနာလောက်ကိုရွှေ့လိုက်မယ်ဆိုတော့ okay ကျွန်တော်ပူရပေါ့နော်ပူရဘာလို့ရင်ကောင်းမလဲစဉ်းစားရတယ် okay ဟုတ်ပြီအကြံရပြီအခုဟိုပဲဖန်တီးလိုက်တယ်โอเคဒါဆိုချက်လို့ကျွန်တော်ပြန်ကြည့်အောင်ဒါပေမဲ့ဒီနားလေးမှာကျွန်တော်တို့ကနည်းနည်းလေးတောင်ပုံလေးဖြစ်နေတယ်တိတ်ပြီးတော့မတက်မရက်ဖြစ်နေတဲ့ခါကျရင်ကျွန်တော်တို့ဘာလုပ်လို့ရလဲဆိုတော့အလေခေါင်းလေးကိုထောက်လိုက်ပါပြီးလို့ရှိရင်သူ့ရဲ့ဒီအပေါ်ကမြားလေးရှိတယ်အဲ့ဒါလေးကိုပေါ်လေးနည်းနည်းလေးဆွဲတင်ပေးလိုက်ပါအဲ့ဒါဆိုလို့ရှိရင်သူကအကြောင်းသူက mix ပုံစံမျိုးအများကြီးလုပ်လို့မရဘူးနော်နည်းနည်းပဲအဲ့ဒါဆိုလို့ရှိရင်သူက line ဖြစ်မနေတော့ဘူးတက်စီပေါ့နော်ဆိုတော့အဲ့လိုနည်းနည်းရော mix ပုံစံဖြစ်သွားတယ်အမှတ်တမဲ့ကြည့်လိုက်မယ်ဆိုရင်တော့မသိရတော့ဘူးပေါ့အဲ့လိုပုံစံမျိုးလေးဖြစ်သွားမယ်ပေါ့ဆိုတော့ဒါဆိုရင်တော့ရပြီပေါ့ဆိုတော့ဒါဆိုတော့မသိရတော့ဘူး okay ဆင်ပြေသွားပြီ
ဒါမှမဟုတ်ကိုကထပ်ပြီးတော့โอเคဒါမှမဟုတ်ကိုကထပ်ပြီးတော့နည်းနည်းဆန်းဆန်းပြလေးလှုပ်ချင်တယ်ဆိုလို့ရှိရင်เนาะဒီကြားထဲမှာ sticker ဆိုတာလေးကိုနှိပ်လိုက်ပါနှိပ်ပြီးသွားရင်เนาะဒီမှာ magic ဆိုပြီးရိုက်လိုက်ပါเนาะ magic ဆိုပြီးရိုက်လိုက်မယ်ဆိုလို့ရှိရင်เนาะဒီမှာ magic နဲ့ပတ်သက်တဲ့ဟာလေးထွက်လာတယ်ပေါ့เนาะအဲ့ဒီမှာကိုယ့်ရဲ့ဗီဒီယိုနဲ့အဆင်ပြေမဲ့အရာလေးတစ်ခုကိုရွေးလိုက်ပေါ့ကျွန်တော်တို့အခုတော့ဒါလေးရွေးထားဆိုဒါလေးပဲပြန်ပြီးရွေးပြလိုက်မယ်เนาะဒီကြားထဲမှာထည့်လိုက်မယ်ဆိုတော့ဒီနှစ်ခုကြားထဲမှာထည့်မယ်ဒီဒါလေးကိုအနောက်ကနေပိတ်လိုက်မယ်ဒီလိုလေးပေါ့နည်းနည်းလေးပိတ်လိုက်မယ်ဒီသူ့ရဲ့ဒီ position ဒီနေရာကိုလည်းရွေးပေးရမယ်ရွေးပေးရမှာကိုကအလဲကြားထဲသွားမှာလေဒီဆိုတော့ဒီနာ position ကဒီနားလေးမှာခွက်ကဒီနားမှာဆိုတော့သူ့လည်းအဲ့နာပို့လိုက်မယ်ပေါ့ဆိုတော့ကြည့်ရအောင်ဒါရန်သေးသွားတယ်နော်ဒီတော့သူနည်းနည်းလေးပို့ပြီးတော့နည်းနည်းလေးပြန်ကြည့်မယ်ပေါ့နော်ရန်သေးနေတော့ okay နည်းနည်းလေးပြန်ကြည့်မယ်ဒီမှာ position လေးနည်းနည်းလေးမှန်အောင်လုပ်လိုက်မယ်โอเคခေါက်လောက်ပြန်ကြည့်ရအောင်โอเคဒါဆိုရင်တော့အဆင်ပြေတော့တယ်ဆိုတော့ဟူးပူလိုက်တော့ကွာဘာမှလည်းတောက်ကြမရှိဘူးပြင်ထွက်ကမှလည်းပြင်းတယ်စဉ်းစားစမ်းဘာလို့ရင်ကောင်းမလဲပြဿနာမရှိပါဘူးဖန်တီးရတာပေါ့ဒါဆိုရင်တော့တောက်ချက်လေးကိုရတယ်အဆင်ပြေပါတယ်မဆိုးပါဘူးโอเคဒီနေ့ဗီဒီယိုတော့ဒီလောက်ပါပဲဆိုတော့အားလုံးလည်းအဆင်ပြေမယ်လို့မျှော်လင့်ပါတယ်